ဝီဆိုတော့ဥစ္စာပထမကျွန်တော်ပေးထားတဲ့ download link ကနေဒီ file လေးကို download ဆွဲလိုက်မယ်ကျွန်တော်ဒီ file ထဲမှာကျွန်တော်လိုအပ်တဲ့ file တွေဒီ tool တွေအားလုံးကိုကျွန်တော်ထည့်သွင်းပေးထားတယ်ပေါ့နော်ဆိုတော့ပထမဆုံးနေဖြစ်ကျွန်တော်လုံးနေကြတုံးတဲ့တိုင်းပေါ့နော်ကျွန်တော် criteria ဒီ test file လေးနဲ့ကျွန်တော်ရှင်းပြပေးမယ် okay ဆိုတော့ဒီ test file မှာကျွန်တော်တစ်ပိုင်းနှစ်ပိုင်းသုံးပိုင်းလေးပိုင်းခွဲထားပေးတယ်ပေါ့နော် okay ဆိုတော့ပထမဆုံးတစ်ပိုင်းစကြည့်မယ်ဆိုတော့ prepare setup for Samsung Note 10 5G ပေါ့နော်ဒီ Samsung Note 10 5G ကို custom note တင်ဖို့ဘာတွေ prepare လုပ်မှာဆိုတာလေးကိုကျွန်တော်မှာပေါ်ပြပေးထားတယ်ပေါ့နော်ဆိုတော့နံပါတ်1ချက်နေပြီ Samsung driver obviously ပေါ့နော်ဒီ Samsung phone ကို custom note တင်မှာ custom note တင်မှာဖြစ်တော့မလို့ Samsung driver ပေါ်ထားဖို့လိုမယ်ပြီး Odin 2เนาะ Odin 2ကကျွန်တော်တို့ refresh လုပ်ဖို့တဲ့2ပေါ့နော်အဲ Odin 2လိုမယ်ပြီး phone 2ဆိုတာကကျတော့ကျွန်တော် ADB ပေါ့နော်ဒီ site လုံးကနေပြီးတော့ connection ပြီးအောင်လို့တဲ့ဒီ platform 2လေးလိုမယ်ဆိုတော့ဒီ3ခုလုံးရဲ့ link တွေကိုကျွန်တော် download link တွေကိုကျွန်တော် description မှာချထားပေးတယ်ဒါကျွန်တော် download လိုက်ပါကျွန်တော်ကဒီနံပါတ်2ပေါ့နော် product unlock ဆိုတဲ့ session ကနေကျွန်တော်စပြပါမယ်ဆိုတော့ product unlock for Samsung เนาะ okay ဆိုတော့နံပါတ်1ချက်အနေဖြင့်ကကျွန်တော်ရော CPU zap ဆိုတဲ့ CPU zap ဆိုတာကကျွန်တော် app ပေါ့နော်ဒီ app application ပေါ့နော်လက်ရှိဒီ Note 5G မှာ CPU zap ဆိုတဲ့ application ကို Play Store ကနေပြီးတော့တွားပြီးတော့ download ဆွဲလိုက်ပါ download ဆွဲပြီးကျွန်တော်ဖွင့်ကြည့်ပေါ့နော်ဖွင့်တဲ့နေရာမှာကျွန်တော်ဒီနေရာမှာ Exynos ဆိုတဲ့ဒီမှာကျွန်တော်ပြသပေါ့နော် Exynos ဆိုတဲ့စာသားလေးပေါ်နေတယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့ဖုန်းဒီကျွန်တော်အခုလုပ်ပြပေးမယ်ဒီ product unlock process နဲ့လုပ်လို့ရမှာဖြစ်ပါတယ်ဗျเนาะဘာကြောင့်လို့ပြောရဲဆိုတော့ကျွန်တော်တို့ဒီ Samsung Note 10 5G ဒီကျွန်တော်မြန်မာနိုင်ငံကိုကျွန်တော်တို့ CE လုံးနဲ့ဝင်နေပြီးလို့ရှိရင်ကျွန်တော်တို့ဒီကိုရီးယားလုံးနေပေါ့နော်ဒီကိုရီးယားလုံးနဲ့ဝင်နေပြ CE လုံးဆိုတာကကျွန်တော် global လုံးပြောပေါ့နော်ဆိုတော့အဲ့လိုနေရာမှာကျွန်တော် CE ဝင်တဲ့နေရာမှာလဲကျွန်တော်တို့ဒီ Exynos CPU နဲ့လာတာရှိတယ်လို့ဟိုပြီးရှင်ကျွန်တော်တို့ဒီကိုရီးယားလုံးဆိုလို့ရှိရင်Qualcomm CPU နဲ့လာရှိဆိုတော့ဒီထဲမှာ Metro phone ကတကယ် Qualcomm CPU ဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်အခုပြောပြပေးမယ်မှတ်တဲ့နဲ့အဆင်ပြေမှာမဟုတ်ပါဘူးမရောက်ဆိုတော့မဟုတ်ဘူးအရာမဲ့ဒါပေမဲ့ကျွန်တော်အခုပြောပြပေးမယ်မှတ်တဲ့နဲ့မရောက်ဒီဗီဒီယိုမှာတစ်ခါတည်းပေါ်ပြပေးလိုက်မယ်ဆိုလို့ရှိရင်ဗီဒီယိုတအားရှိသွားမယ်ဆိုတော့ Metro phone ဒီ Exynos CPU ဖြစ်နေဆိုလို့ရှိရင်ကျွန်တော်အခုလုပ်ပြပေးမယ် product unlock process နဲ့အဆင်ပြေပါလိမ့်မယ် okay เนาะဆိုတော့နံပါတ်2 latest version 1UI 4.1ပေါ့နော် 1UI 4.1ဒီမိတ်ဆွေ Note 10 5G ဒီ latest 4.1ဖြစ်နေရမယ် Android version ကကျွန်တော်တို့တွဲပေါ့နော် Android version ကကျွန်တော်တွဲမှာထပ်ထားထည့်ရေးပေးတယ်ပေါ့ဆိုတော့အသေးစိတ်ဖော်ပြပေးရလကားမုံလို့ပြတချို့မိတ်ဆွေတွေမသိကြဘူးတချို့မိတ်ဆွေတွေကမသိကြဘူးဆိုတော့အကြောင်းကျွန်တော်အသေးစိတ်လေးပြောပြပေးနေရဆိုတော့ 1UI 4.1ဖြစ်နေရမယ်ပြီး Android version ကတွဲဖြစ်နေရမယ်ဘာကြောင့်ကျွန်တော်ပြောရလဲဆိုတော့အခုချိန်ကြီးကျွန်တော်တို့ဒီ Note 10 5G ဒီ upgrade မတင်ထားတဲ့ဖုန်းတွေရှိတယ်နော် upgrade ကကျွန်တော်တင်တဲ့ upgrade ကကျွန်တော်တို့ upgrade တင်တဲ့အလုံးကြီးပဲလဲနေအဝိုင်းကြီးပဲလဲနေဆိုလို့ရှိရင်မိတ်ဆွေဘာလုပ်ရမလဲဆိုတော့ VPN တစ်ခုခံနော် VPN တစ်ခုခံပြီးသွားပြီ upgrade ပြန်နောက်ကြည့်အဲဆို upgrade ပေါ်လာလိမ့်မယ်နော်ဒီတော့ပြီးဆိုတော့နံပါတ်2ချက်ကပြီးသွားပြီဆိုတော့နံပါတ်3ချက်ကကျွန်တော် developer option အုံးမယ်ပြီးအဲ့ developer option ကကျွန်တော် OEM ဆိုတော့အုံးမယ်ပြီး debugging ဆိုတော့အုံးမယ်ပြီးကျွန်တော်တို့ download မှုဆိုတော့ဝင်မယ်နော်အဲ့လိုအဲ့ဒါကြီးမလုပ်ခင်မှာကျွန်တော် account sign out ပေါ့နော်ဒီ Samsung and Google လက်ရှိဒီ Note 5G ထဲမှာဒီ Samsung ကောက်တွေရှိမယ် Google ကောက်တွေရှိမယ်ဆိုလို့ရှိရင်တခါတည်း sign out ထွက်ထားလိုက်ပါဗျเนาะအဲ့ဒါလေးအရေးကြီးမယ်အဲ့ဒါလေးလုပ်ပါပြီဆိုမှမကြလို့ဟာဒီ developer option အုံးမယ် OEM အုံးမယ်ပြီး debugging အုံးမယ် download မှုလုပ်ပြီးပေါ့နော် okay ဆိုတော့အဲ့ဒါလေးစပြမယ်ဒီဆိုတော့ကျွန်တော်တို့ပုံကိုဟောပေးလိမ့်မယ်ပေါ့နော်ဟောပေးလိမ့်မယ်ဟောပေးလိမ့်မယ်ဒါကျွန်တော်လုံးဝကြတော့ဒီကိုရီးယားလုံးပေါ့နော်ကိုရီးယားလုံးတွေပါဆိုတော့ကျွန်တော်တို့ထိုးပြီးတော့ဘောလုံး up down ပေါ့နော်ဒီဘောလုံး up down လေးကင်ပြီးတော့ကျွန်တော်တို့ထိုးမယ်တော့ download မှုတန်းရောက်ပါပြီအဲ့ဒီနေရာမှာမရှိလို့ဒီမှာပေါ့ဒုတိယမြောက်လိုက်ပါနော် volume alarm brush device unlock မှုပေါ့နော်ဆိုတော့ဒီ volume up button ကိုကျွန်တော် long brush ဖိထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ product unlock process ကိုရောက်မှာဖြစ်ပါတယ်ကျွန်တော် long brush လုပ်လိုက်လိုက်တာ okay ဆိုတော့ဒီမှာ lock လုပ်တာတဲ့ okay ဒါကျွန်တော်ဒီလုံးကကျွန်တော်
upload တာ unlock လုပ်ထားပြီးသားအလုံးပေါ့နော် upload တာ unlock လုပ်ထားပြီးသားအလုံးဆိုတော့ကျွန်တော်ထပ်မလုပ်တော့ဘူးဒါမိတ်ဆွေတို့ကျွန်တော်ပြပေးတယ်နော်ဒီနေရာမှာပါဆက်လို့မှာဆိုမိတ်ဆွေတို့က volume up ဆိုတာလေးမှာနော် volume up yes တော့ log upload တာ February reset phone ဟုတ်နော်ဆိုတော့ဒီအပေါ် volume up ကိုတစ်ချက်နှိပ်လိုက်ပြီဆိုတော့ဒီ phone ဒီ upload တာ unlock ဖြစ်သွားလိမ့်မယ်ဟုတ်ပြီကျွန်တော်တို့ဖြစ်ပြီးသားဆိုတော့ကျွန်တော်လုပ်ပြတော့ဘူးနော်ကျွန်တော်လုံးနဲ့ပဲသွားပြီးတော့နောက်ပြန်သွားလိုက်မယ်အဲ့ဒီမှာမိတ်ဆွေတို့ကတစ်ချက်နှိပ်လိုက်ပြီဆိုတော့ upload တာ unlock ဖြစ်ပြီးတော့ဒီမှာလိုစာသားလေးပေါ်လိမ့်မယ်နော်လိုစာသားလေးပေါ်လိမ့်မယ်ဘာမှကြောက်စရာမလိုဘူးဘာမှဖြစ်ဘူးကျွန်တော်ပြတဲ့ပုံစံတိုင်းလေးပဲကျွန်တော် Credidium test file မှာကျွန်တော်ရေးပြပေးထားတဲ့အတိုင်းလေးပဲတောက်လျှောက်လိုက်လို့ပြီးသွားပြီနော်စင်ပြသွားလိမ့်မယ်ဒီဆိုတော့ unlock ဖြစ်သွားပြီဆိုတော့ကျွန်တော်တတိယဆက်စိတ်နေပြီပေါ့နော်ကျွန်တော်ဒီ custom binary flash ပါမယ်။ဘာနဲ့ flash မယ်ဆိုတော့ကျွန်တော် Odin ဆိုတဲ့ tool နဲ့ကျွန်တော်တို့ flash မယ်ပေါ့နော်။ Okay ဆိုတော့ကျွန်တော် Odin tool လေးကိုကျွန်တော်ဖွင့်လိုက်မယ်။ဒီ file ထဲမှာတော့ကျွန်တော်အကုန်လုံးထည့်ထားပြီးကြဗျ။နော်ဒီထဲမှာပဲကျွန်တော်အကုန်ထည့်ထားပြီးတယ်။ကျွန်တော်တို့ဒီမှာထုတ်ပြီးသားရှိတယ်ပေါ့နော်။ Okay 1 ပုံလေးကိုဖွင့်လိုက်မယ်။ကျွန်တော် file ထဲမှာနော်ဘာမှ virus ဘာညာမပေါအောင်နော်။ဒါစိတ်ချက်လက်ချက်ဖွင့်လိုက်လို့ရတယ်ခင်ဗျ။ antivirus ဘာညာပေးကြမလို့ပေါ့နော်။ Okay ဆိုတော့ Odin လေးဖွင့်သွားပြီဆိုတော့ကျွန်တော်တို့ဒီ test file လေးတစ်ချက်ပြန်ကြည့်မယ်ပေါ့နော်ဒီ test file လေးတစ်ချက်ပြန်ကြည့်မယ် test file ထဲမှာကျွန်တော်တို့ဒီ custom binary ရတော့ဒီ Samsung ကတစ် file နဲ့မလောက်ကျွန်တော်တို့အရှိမကျွန်တော်တို့မိတ်ဆွေတို့တွေ့မြင်တိုင်းနဲ့ Redmi တို့ပါလို့ဆိုရှင်ကျွန်တော် custom binary တွေဒီတစ် file နဲ့လာတယ်နောက်ပြောမှဆို TTO ပြီးတော့ Orange file လို့ဆိုတော့လာတဲ့အပြင်ကိုသူက .img ဆိုတဲ့ extension နဲ့လာတယ်ဒီမှာမိတ်ဆွေတို့တွေ့မြင်တိုင်းနဲ့ .ta ဆိုပြီးလာတယ်ဒါကြောင့် Samsung ရဲ့ custom binary မတူပါဘူးเนาะတော့ file တဲ့နေရာမှာလည်းတစ် file နဲ့ file လို့မရဘူးနှစ် file လောက် file ကလေเนาะကျွန်တော် Samsung ရဲ့ Samsung file ရေးပြီးလို့ဆိုမိတ်ဆွေတို့သိနေမယ်ကျွန်တော်1 file လာရှိရ4 file လာရှိတယ်ဆိုတော့အဲ့ထဲမှာကျွန်တော်တို့ AB file နဲ့ CD file ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီ custom binary ကိုထည့်ပြီးတော့ flash ပေးကြတာဟုတ်ပြီเนาะဆိုတော့ဒီ recovery.tar ဆိုတဲ့ဟာကိုကျွန်တော် AB နေရာမှာထည့်မယ် AB meter ဆိုတဲ့ .tar ဆိုတော့ကျွန်တော် CB မှာထည့်မယ် okay ဟုတ်ပြီเนาะဟုတ် AB နေရာကိုသွားမယ် AB နေရာမှာကျွန်တော်အဲ့ဒီဟာတွေကကျွန်တော်ရဲ့ဒီဟိုဟာထဲမှာမရှိဘူးပေါ့နော် stop EM8 နော် custom binary recovery.tar AB နေရာမှာကျွန်တော်ထည့်လိုက်တာ CB နေရာမှာကျွန်တော်နော် CB နေရာမှာကျွန်တော် CB meter ထည့်ရအောင်ဟုတ်ပြီတော့ CB meter ဒီနှစ်ခုရောက်ပါတော့ဒီနှစ်ခုရောက်ပါပြီဆိုတော့ကျွန်တော်တို့ဒါ flat မယ်ဆိုလို့ရှိရင် Samsung phone ဒီကျွန်တော် flashing port ကတနေရာပဲရှိတယ်တောင်းလို့မှုเนาะ Samsung phone ဒီ fast boot မှုလည်းမရှိသလို side load မှုလည်းမရှိပါဘူးဟုတ်ပြီเนาะ side load မှုမရှိဆိုတာကဒီ custom binary ဘာညာထည့်မယ်ဆိုရင် side load မှုရှိတာပေါ့เนาะကျွန်တော်တို့ဒီ recovery ကနေပြီးတော့ကျွန်တော် Redmi ကို side load မှုကနေပြီးတော့ရေးလို့ခွင့်ပေးမရှိဘူး Samsung မှာကျွန်တော်တို့ fast boot မှုဆိုတာမရှိဘူးဗျเนาะ okay ဆိုတော့ဒီ phone ကိုကျွန်တော်တို့တောင်းလို့မှုလည်းပြန်ဝင်မယ်เนาะ okay ဆိုတော့ကျွန်တော်ဒီနေရာမှာဒါ follow up ဆို continue ဆိုလေးနေပြီမယ် okay ကျွန်တော် download မှုဝင်ပါပြီကျွန်တော်ဒီ driver တိမတိကိုကျွန်တော်တို့ check မယ်ပေါ့နော်ဒီ window နေရာနေပြီးတော့ right click ထောက်ပြီးတော့ device manager ခေါ်လိုက်မယ် device manager ခေါ်လို့ရှိရင်ကျွန်တော်တို့ဒီအောက်ဆုံးတာပေါ့နော်ဒီ USB sorry ဒီ universal serial BBS controller မှာပေါ့နော်ဒီမှာ Samsung mobile USB composite driver ဆိုပြီးတော့တက်နေရမယ်ဒါတက်မှ flashing လုပ်တော့အောင်မြင်မယ်เนาะမရှိလို့အရေးကြီးတယ် okay ဆိုတော့လုပ်ပါပြီဆိုတော့ task မှာဒီနေ့လိုက်မယ် flash နဲ့ recovery meter reset okay ရပြီအဲ့ဒီနေရာမှာကျွန်တော်တို့ကပုံကို follow up လေးပေါ့နော်ဆက်ပြီးဖိထားပြီလား follow up လေးဆက်ဖိထားပြီလား driver နဲ့မရှိเนาะ Samsung custom လုပ်တဲ့အချို့ model တွေခက်တဲ့ model တွေရှိတယ်အဲ့မှာမရှိလို့ဒါစပြီးတော့ကျွန်တော် channel ရဲ့ subscriber တွေကိုစပြီးမိတ်ဆက်ပေးရပါတော့follow up လေးနှိပ်ထားလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ recovery custom recovery flat ပါပြီနော်ဒီ custom recovery ရဲ့ DWRB လည်းမဟုတ်သလို Orange file လည်းမဟုတ်သူရဲ့ဒီ latest overscale custom binary နော်တချို့တော့ဒီ custom rule တွေကကျတော့ popular ဖြစ်တဲ့ custom rule တွေကကိုပိုင်းဒီလိုပုံစံမျိုး
customer rate ရှိတယ်ပေါ့နော်ဆိုတော့နောက်ဆုံးတစ်ချက်နေပြီ okay ရပြီဆိုတော့ကျွန်တော်တို့ဒီ criteria ပြန်ကြည့်မယ်နော်ဒီ criteria ပြန်ကြည့်မယ် okay ဆိုတော့ in recovery မှာလည်းဘာလုပ်ရမလဲဆိုတော့ကျွန်တော် format data စာမယ်လို့ရှိရင် format system လေးလုပ်ရမယ်ပြီးလို့ရှိရင်ကျွန်တော် apply for ADB ရနေပြီးတော့ကျွန်တော် ADB site လို့ကိုဝင်ရမယ်နော် ADB ပတ်ဝန်းရေးလို့ရအောင်လို့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ command ကြားရမယ် command ကကျွန်တော် ADB device ပေါ့နော် ADB ဒီမဒီကြိုင်မယ်ပြီး ADB site လို့ဆိုပြီးတော့ကျွန်တော်တို့ပတ်ဝန်းပိုင်းထည့်မယ်ပေါ့နော်ပြီး GitHub install လုပ်မယ်ပြီးကျွန်တော်တို့ reboot system နောက်လုပ်မယ်အဲဆိုပြီးပြီနော် okay အဲ့ process လေးကိုကျွန်တော်တို့ဆက်လိုက်အောင်ဒီတော့ကျွန်တော်တို့ဒီပေါ့နော် format data ပေါ့နော် format data လေးပို့လာတယ် format data လေးကျွေးမယ် okay format data ပြသွားပြီတိုင်းပေါ့နော်ဆိုတော့ကျွန်တော် ADB permission ပေးမှာပေါ့နော် apply for ADB okay ဆိုတော့ဒါ ADB permission ရသွားပြီပေါ့နော် okay ဆိုတော့ကျွန်တော် ADB permission ရသွားပြီဆိုရင်ကျွန်တော်တို့ဒီ platform 2ထဲကနေပြီးတော့ကျွန်တော် CM လေးခေါ်လိုက်မှာပေါ့နော်ကျွန်တော်တော့ Google Plus R နေပြီးတော့ပဲ CM လေးခေါ်လိုက်မယ်ဒီ color B color လေးပြောင်းလိုက်မှာနော်ပြီးကျွန်တော်တို့ ADB EVICS devices ပေါ့နော် ADB ဒီမဒီစမယ် run demo ဟောနေတယ် okay ဒါ site လို့ပြီးတယ်ပေါ့နော်တော့ ADB assign DE site ဒါပြုတ်သွားပြီ sorry နော်ပြန်ဆက်ပြန် apply for ADB တော့ ADB devices ပြီးတယ်ဆိုတော့ ADB ID site LOAT လို့ site လို့ space ဆိုပြီးတော့ကျွန်တော် firmware file လေးဆွဲထည့်မယ်ပေါ့နော်ဒီညမှာပဲကျွန်တော်ပြထားတယ်customer ready ပေါ့နော် legal OS ပေါ့နော်ကောင်းလေးကိုဆွဲထည့်မယ်ဒီတော့အနည်းချက်ခေါက်ဒီရင်းနေပေါ့နော်ဒီရင်းနေမှာဒီ1နေပြီးတော့ 100% နေမှာတော့ 45 တော့ 47% မှာတော့ရက်သွားလိမ့်မယ်အဲ့ဒါက error မဟုတ်ဘူးเนาะဒါပုံမှန်တိုင်းပဲเนาะဒီ firmware site တွေကပုံမှန်တိုင်းပဲတချို့ကြောင့်လာမင်း error ဖြစ်ပြီဆိုတော့မို့အမှန်ကန်မို့က45လက်ဆိုတာပြီးသွားကိစ္စเนาะ 100% မကြီးရောเนาะဒီရင်းနေပြီဒါပြီးလို့ရှိရင်ကျွန်တော်တို့က Google Play Service ရဖို့တော့ကို GB ရဖို့တော့ကိုကျွန်တော်တို့ဒီကောင်လေးပေါ့နော်တစ်ခါတည်းထည့်ပေးတာလေ pick up ကိုတက်ပြီးတော့လက်ကောက်အောင်မယ်အဲ့ဒါ follow ပြီးပါရင်ဘာမှလုပ်စရာမလို reboot system ဆင်းလိုက်အောင်မယ်ဟုတ်ပြီနော်ဒီကောင် flash လေးကျွန်တော်ခဏဆိုင်ဆောင်မယ် okay ဆိုတော့ကျွန်တော်40ခု point မှာဒီကောင်ပြီးသွားတယ်ပေါ့နော်ဆိုတော့အဲ့တိုင်းလေးပဲကျွန်တော်တို့ Play Store ပြန် flag မှာပေါ့နော် apply for ADB ထပ်လာမယ် apply for ADB ဒီကျွန်တော် ADB site လို့ပေါ့နော် ADB device ကိုချက်စင်မယ်ဟုတ်ပြီဒီ ADB site လို့ဆိုပြီးတော့ SI design LOAT လို့ site လို့ space ဆိုပြီးတော့ဒီမှာပေါ့နော် sorry Google Play Service ရဖို့ကထည့်မယ်နားခေါက်နေတော့လည်းရင်းနေဘူးနော်ဒါဆိုတော့ bug ဘူးပြောပြပေးပါဆိုလို့ရှိရင်တော့ကျွန်တော်အရှိမလေးပြောပြပေးထားပါတော့ဆိုတော့ bug ကတော့မရှိသလောက်ကိုရှာပါလေဗျဒီတော့ကိုကျွန်တော် specially ကျွန်တော်နှစ်ပတ်ဝင်းကျင်တော့ကိုကျွန်တော်သုံးနေတယ်ပေါ့နော်တခါတည်းကို multiple tasking သုံးတဲ့နေရာမှာငါဒီ Samsung phone ပေါ်မှာ customer ကိုတင်သုံးနေပါလေဆိုတော့ပြီးတော့မိအဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ဘာကတော့ဘာမှပုံကြမလို့ဒီနေရာမှာပဲဆိုလို့အဲ့ဖုန်းဒီ D1H မဟုတ်ဘူးပေါ့နော် D1 ဆိုလို့ရှိရင်အဲ့အတွက်ကိုလည်း customer လို့ရှိပါတယ်ကျွန်တော် DM မှာတော့မဟုတ် Telegram မှာလာပြီးဆက်သွယ်ပါကျွန်တော်ပေးပါမယ်เนาะတင်မုံတင်ဒီနည်းကိုလည်းကျွန်တော်ပြပြပေးမှာပေါ့နော် okay ဆိုတော့ဒါအားလုံးပြီးပါပြီဆိုရင်ကျွန်တော် reboot တဲ့ system ပေါ့နော်မလည်းပြီးပါပြီဆိုတော့ reboot တဲ့ system တော့